လာမြင်လာသွားမယ်ဟဲ့စီးရနေစီရမှာမဟုတ်ဘူးဟိုးပေါ်နေကွာမှာလာငါတို့မြင်သွားကြမယ်ဟဲ့ငါရောက်ပြီဟဲ့ရောက်ပြီလားအေးလို့ရောက်ပြီကြခဏလေးဟမ်ဘာလဲငါ့ထဲဝင်နေရိုက်ပြီးပါလားအေးနားမရမယ်နားလာခဲ့အေးအဲ့တိုင်းလေးနေခဏလေးငါရိုက်ပေးမယ်ခဏလေးမရိုက်လိုက်ပြီဟဲ့တေးချရိုက်နော်ရိုက်ထားတယ်ခဏလေးငါနောက်ပုံနေရအောင်မယ်အေးဟဲ့ဒီမရောက်ရိုက်အေးငါရိုက်ပေးမယ်ခဏလေးရိုက်ပြီမှာတေးချရိုက်နော်အေးပါခဏလေးငါနောက်ပုံထည့်ရိုက်အောင်ပါဒီဟုတ်တယ်နား9ပုံလောက်ရိုက်ပေါ်ရပြီအေးတစ်ပုံကြီးပဲရိုက်ဟဲ့ခုနကနေပါပြောလိုက်တာမဟုတ်မှာမျိုးတစ်ပုံရိုက်ပေးမယ်လို့ပြောတာအေးနည်းနည်းရိုက်ဟုတ်ပြီခဏလေးဆော့ဒီမှာရိုက်လိုက်လာအောင်ရိုက်နော်ရိုက်လိုက်တယ်လားရပြီနောက်ပုံနေများရောက်ဒီပုံမရိုက်တော့ဟဲ့ဒီမှာမရိုက်ဘဲနဲ့ကဲနေအောင်မရိုက်ပါလားကဲနေမှာကိုပူအောင်လာအောင်အေးနော်ဒါမဲ့ရိုက်လိုက်ဆန်းနေရိုက်လိုက်ပါတော့ဒီတော့အေးရိုက်ပေးမယ်ဒီမှာရိုက်လိုက်ပြီတေးချရိုက်ထားရမှာအေးလာကောမယ်အဲ့ဆိုရင်ဒီဘက်သွားမှာဟုတ်တယ်သွားမယ်ငါရစီးနေပြီအေးငါရင်စီးလိုက်မယ်ရှေ့ရဒီနောက်ကစီးလိုက်အေးအဲ့ဆိုရင်ရှေ့ရရင်စီးလိုက်ငါနောက်ကပဲစီးလိုက်တော့မယ်ဟုတ်ပြီလေငါရင်စီးတော့မယ်ဟိုးမိုက်လိုက်တာဟိုးတော်မိုက်တယ်အရှိကြီးပဲစီးရတော့မိုက်တယ်အမလေးရတော့ကြာဟဲ့သူပါလာဘမကြံခဲ့အဲ့နာမပါလာအောင်နဲ့တူတယ်ပြန်တော့ခေါ်အောင်မယ်ဟာမိုက်လိုက်တာဟိုးအရှိကြီးပဲနေရောက်လာတယ်ငါနေမလိုက်လာဘူးထင်လို့လိုက်လာပါရဲ့ဟဲ့အဲ့လိုငါတို့ကန်းကျင်သွားအောင်ဘာမဆော့ကျင်တော့ကျန်တဲ့ဟာမဆော့ရဘူးလားဆော့ကျင်တော့ကန်းကျင်မှာပုံမိုက်တယ်ကန်းကျင်သွားရဟုတ်ပါရမယ်ငါမရေမကူးတော့ဘူးနော်ဟာဘောခွင့်နဲ့ကူပေါ့ဒါမှမဟုတ်လည်းငါတင်ပေးမယ်အေးအဲ့ဒါသွားမယ်ဟဲ့ဝင်နေကားမလားအေးဟုတ်တယ်ဘလို့ရောက်လာနေတော့ယူလာတယ်မဟုတ်ပါဘူးငါတကယ်နေကြကိုယူခိုင်းလိုက်တာအဲ့ဆိုနင်းသွားမယ်လိုက်ခဲ့ကားပေါ်တက်နီးမဖြစ်နဲ့နော်စိတ်မဖြစ်နီးစိတ်ပြီးဖြစ်လို့ရပြီကန်းစီရငါတို့နဲ့နီးလေးအရှိတွေမှာရောက်ဟာကားမှကွဲသွားရင်တူဒီလူကားကိုဘလို့မောင်းလာရှေ့ရောက်ဝင်တက်ဟဲ့အဲ့ရေးစားတာနင်းမဟုတ်ဘူးလားမဟုတ်ဘူးလေငါတိုက်တာမှန်တယ်ဒါပေမဲ့ငါလမ်းကြောင်းငါသွားနေရလေဟာအဲ့ဒါပြီးရလားရေးမြန်သွားကူမယ်ဟဲ့ငါရေးမကူးတော့ဘောကွင်းသွားယူလာမခဏလေးအေးမြန်သွားယူဟဲ့ဒီမှာငါရလာပြီဟဲ့ဒီမှာကြီးငါရလာပြီဒီအဲ့ဆိုရင်သွားကူတော့မယ်ငါနောက်ကလိုက်ခဲ့တော့ကိုနောက်ကိုမြန်သွားကြည့်မယ်ဘောကွင်းနဲ့ဆိုတော့ဘာရေးလည်းမနစ်ဘူးဟာငါဘောကွင်းနဲ့ဆိုတော့ငါနဲ့တော့ရေကူးနေကြမလို့ဒီတိုင်းသွားရုံပဲဟာဘိုက်ခါလာလို့ပဲအေးငါလည်းစားတယ်ငါတို့ဆောက်ပတ်သွားတယ်ညနေရောက်ပါအဲ့ဒါရင်ငါတို့အိမ်ပြန်တော့မယ်ပြီးရင်ငါအိမ်လာခဲ့ငါဟင်းချက်ကျွေးမယ်အေးအဲ့ဒါပြီးရောခဏလေးနေပါစားပါလေတသားနဲ့အသီးရွက်စုံစားခြင်းလို့ပဲအသီးရွက်စုံကဘာပြောလဲမဟုတ်ဘူးအသီးရွက်စုံလို့ပြောရမဟုတ်ဘူးအချိုးဝဲအနေနဲ့ဟိုပေါ့ပန်းသီးကိုလိမ်မော်သီးကိုအဲ့ဒါစားခြင်းလဲလို့ပြောရနို့နဲ့โอเคအဲ့လိုငါစီစဉ်ထားလိုက်မယ်အခုတော့ငါတို့ပြန်မယ်အိမ်ရောက်ပြီဆိုတော့ငါရင်မိုးမြင်ဆန်ထိုးရမယ်ရေမထိုးတော့ရေတစ်ခွက်နှစ်ခွက်ပဲလောင်းတော့မယ်စမ်းရသွားရဆိုတော့ဒီချုံရပြီလက်ဝဲထိုးတော့ဒါလေးပဲဝတ်လိုက်တော့မရရင်ဟင်းနေတော့ချက်လာအဲ့ဒီကဒါပဲဝတ်လိုက်တော့မယ်ခဏလေးထုတ်သွားလဲနေအောင်ဒီနေ့နေကိုဖြောက်သွားနေရပြင်မဲနေအန်နာဖုံးဆက်တော့မှပဲသူတို့အိမ်သွားတော့ဒီတော့သူပြောချက်တော့ကြောက်အောင်မယ်မဟင်းဝင်လည်းရပြီဟာအကောင်းဆုံးဖြစ်စေလို့ပြောရအောင်ငါဖုံးဆက်လိုက်တော့မယ်ဟယ်လိုဟယ်လိုအေးအိမ်လာခဲ့တော့ဟင်းချက်လို့ပြီလားအဲ့ဒါငါမြန်လာခဲ့မယ်ခဏလေးโอเคမြန်လာခဲ့ငါစောင့်နေမယ်ဒီမှာနေစားနေတယ်ဟာအမနို့ရဲ့နေစားနေတယ်ပဲအမချိုးဝဲနေတယ်မှာအသီးရည်မတက်ကြော်ရယ်စားမှာအေးပါကျေးဇူးပါထက်ကောင်းလားတော်တော်လေးကိုဆောက်ရကောင်းတယ်အဲ့ဒါဆိုလည်းပြရမယ်စားအေးသီးရည်လေးစားလိုက်ကောင်းလိုက်တာသီးရည်လက်ဆက်နေရ
အေးငါဝယ်ထားတာဘယ်လောက်မှမကြသေးဘူး။အော်ဟဲ့ဒါပဲလို့ရင်းနင်နိုးစင်းမဟုတ်ဘူးလား။အေးဟုတ်တယ်နိုးစင်းဝယ်ရသေးလို့ပဲလို့ပဲလောက်လိုက်တာ။နင်ကပဲလို့ကြတယ်သိတာပဲ။သိတာပေါ့ငါနိုးစင်းမင်းတောင်းနေတာဆိုတော့အေးပါငါနောက်နေ့ငါနိုးစင်းဝယ်ထားလိုက်မယ်။အခုကပဲလို့ပဲတောက်တော့အဲ့ဒါဆိုလည်းပြီးရောဟဲ့ငါစားလို့လည်းပြီးဆိုတော့ပြန်တော့မယ်ပြန်တော့မလားအေးဟုတ်တယ်လေငါတို့အိမ်လာပေးထားတယ်ဒီနေ့ဟဲ့ဘလို့အိမ်လာတော့ငါတို့ဒီနေ့တောင်းမှမတော်ရဟောက်မဟုတ်ဘူးဆရာကြီးငါ့ကိုပေးလိုက်တယ်ဘိုင်ဘာကနေဟာအဲ့ဒါဆိုရင်ငါဘိုင်ဘာကိုရှင်းလိုက်အေးအဲ့ဒါငါဘာမှပို့ပေးမယ်နော်ဘိုင်ဘိုင်အေးလေသူငါစီပို့ထားကြမသိဖုန်းနဲ့ငါထုတ်ကြည့်လိုက်ဟဲ့ဟုတ်တယ်သူပို့ထားပေါ်ကြီးအဲ့ဒါငါအိမ်လာလေးလောက်လာတော့မယ်ဒီနေ့လည်းကုန်လို့ပြီးတော့ငါအဲ့တော့မင်းမနေ့ကျောင်းသွားမှာဆိုတော့ကျန်မလေးရဲ့ဒီနေ့ကပုံပြင်လေးလေပြီးတော့ပါပြီဘိုင်ဘိုင်